မင်္ဂလာပါ Our Stories Channel နေပြီးတော့ကြိုဆိုပါရစေစင်ကာပူမှာ interview ကိုဘယ်လိုဖြေဆိုခဲ့လဲဆိုတော့ကျွန်မရဲ့ experience တွေကို sharing လုပ်ပေးချင်ပါတယ်ကျွန်မကစင်ကာပူနိုင်ငံမှာဒီ2009ကနေပြီးတော့ဗောဒီ medical laboratory scientist position နဲ့အလုပ်လုပ်ခဲ့တာဒါအခုဒီနေ့ထိပဲပေါ့လေနော်စင်ကာပူမှာအလုပ်လုပ်နေတဲ့ကာလမှာကျွန်မကဒီ company တစ်ခုထဲမှာဒီအကြကြီးလုပ်နေတာမဟုတ်ပဲねပေါ့နော်ဒီ company ဒီ laboratory တစ်ခုပြီးတစ်ခုဟိုပြောင်းလုပ်တဲ့အခါကျတော့ကျွန်မမှာဒီစင်ကာပူမှာဒီအလုပ်ဘယ်လိုရှာလဲဒီ interview တွေကိုဘယ်လိုဖြေလဲဆိုတဲ့ experience တွေအများကြီးရှိပါတယ်ဒီ video လေးထဲမှာတော့ကျွန်မကဒီစင်ကာပူမှာဒီအလုပ်ဘယ်လိုရှာခဲ့တယ်ဆိုတဲ့ experience တွေကို sharing လုပ်ထားပေးတာဖြစ်ပါတယ်ဒီ video လေးထဲကိုဒီအလုပ်ဘယ်လိုရှာလဲဆိုတဲ့ဒီအလုပ်ဘယ်လိုရှောက်လဲဆိုတဲ့knowledge တွေသိချင်တယ်ဆိုလို့ရှိရင်တွားကြည့်လို့ရပါတယ်အခုဒီနေ့ video လေးနဲ့အတူတူကြည့်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အကျိုးရှိမှာပါအဲ့ဒီတော့ကျွန်မဖြေခဲ့ပူတဲ့ interview တွေကတော့ဒီ laboratory မှာလုပ်တဲ့ position နဲ့ဖြစ်တဲ့အခါကျတော့ကျွန်မ sharing လုပ်ပေးမယ်ဒီ interview နဲ့ပတ်သက်တဲ့မိကွန်းတွေကျွန်မဘယ်လိုဖြေခဲ့တယ်ဆိုတဲ့ဟာတွေကလည်းဒီ laboratory နဲ့အများဆုံးသက်ဆိုင်တဲ့ဒါexperience တွေဖြစ်ပါတယ်ဒီတခြားဒါပေမဲ့လို့တခြား sector မှာရှိရတခြား field မှာရှိတဲ့လူတွေလည်းဒါကိုလိုသလိုဟိုအကျိုးရှိသလိုအသုံးပြုလို့ရပါတယ်ကျွန်မက interview တော့မဖြေခင်မှာဒီ interview မဖြေခင်နဲ့ interview ဖြေနေတဲ့အချိန်မှာကိုယ့်ရဲ့ mindset ကိုဘယ်လိုမျိုးထားရမလဲဆိုတာကိုကျွန်မကြိုတင်ပြီးတော့ဒါ prepare လုပ်လို့ရှိရပေါ့နော် interview ဖြေတဲ့အချိန်မှာတော့ဒါထုံးစံတိုင်းပေါ့နော်ဒီ interview ဖြေတာကကျွန်မတို့ကဒါကိုယ့်ရဲ့ native language လည်းမဟုတ်တဲ့အခါကျတော့ဒါသူတို့ရဲ့ဘာသာစကားဒါ English နဲ့ communicate လုပ်ရတဲ့အခါကျတော့ဒါအနေနဲ့အများဆိုသလိုဒါ nervous ကတော့ဖြစ်တာပေါ့လေနော်ဒါပေမဲ့လို့ဒါ interview တွေခဏဖြေလာရတဲ့ဒါအကျင့်ဖြစ်လာတဲ့အခါကျတော့လေဒီကို excited ဖြစ်တဲ့ nervous ဖြစ်တာကတပိုင်းကိုပြောစရာရှိတာကိုဒီကိုဖြေရမယ့်အပိုင်းပေါ့နော်ကိုဘာလုပ်တက်လဲကိုရဲ့ skills တွေကဘာတွေလဲကိုကဒီဘယ်လိုဘာတွေ contribute လုပ်နိုင်မလဲဆိုတာကိုသူတို့တည်တည်ချာချာနားလည်အောင်လို့ဒီပြောဖို့အကဒါပို့ပြီးတော့အရေးကြီးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအပိုင်းကိုဒါပို့ပြီးတော့ focus ထားဖို့လိုတယ်ပေါ့နော်အဲ့တော့ကျွန်မကဒါinterview မဖြေခင်မှာဆိုလို့ရှိရင် interview တော်တော်များများရဲ့ဒီ interview question 50% လောက်ကတော့ဒါကိုသိပြီးသားအကြောင်းအရာတွေကိုကြိုတင်ခန့်မှန်းထားပြီးသားအကြောင်းအရာတွေကိုပဲမေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီ 50% ကတော့ကိုဒါ100% ကိုယ့်ရဲ့လက်ထဲမှာရှိတယ်ကို prepare လုပ်လို့ရတဲ့အပိုင်းပေါ့နော်ကျန်တဲ့ 50% ကတော့ဒါ interview ရဲ့သူတို့ရဲ့ perspective ပေါ်မူတည်မယ်ကိုယ့်ရဲ့အခြေအနေပေါ်မူတည်ပြီးတော့ဒါသူတို့ကနေပြီးတော့မှဒါမိလာတဲ့မိကုန်းတွေရှိမယ်ပေါ့လေနော်ဒီဟာအဲ့အပိုင်းတွေရှိမယ်ပေါ့အဲ့တော့ကိုပြင်ဆင်လို့ရတဲ့ဒါ 50% ကိုကျွန်မကဒါ interview မဖြေခင်မှာပြင်ဆင်တယ်ပေါ့နော်ကျွန်မကဘယ်လိုပြင်ဆင်တယ်လဲဆိုလို့ရှိရင်ကျွန်မကဒီကိုယ့်ရဲ့ဒီ camera ထောင်ပြီးတော့interview မှာသွားပြီးတော့ present လုပ်မဲ့ပုံစံအတိုင်းကိုကျွန်မပြောကြည့်တယ်ပေါ့နော်ပြောတဲ့အကျင့်လုပ်တယ်ပေါ့ question တွေရဲ့interview questions တွေရဲ့ဒီ interview တိုင်းရဲ့majority interview တွေမှာပထမဆုံးစမိတဲ့မိကွန်းကတော့tell me about yourself ပေါ့နော်ကို introduce လုပ်ပါပေါ့အဲ့ဒီမိကွန်းကနေစကြတာပဲပေါ့နော်အဲ့လိုမိကွန်းအတွက်ကိုကျွန်မကဒါ10 minute ကနေ2 minute လောက်ထိဒါဖြေနိုင်အောင်လို့ကျွန်မကဒါ prepare အသေးစိတ် prepare လုပ်တယ်ပေါ့နော်အဲ့ဒီ tell me about yourself ဆိုတဲ့မိကွန်းလေးတစ်ခုကဒီ interview တစ်ခုလုံးကိုဒါအဆုံးဖြတ်ပေးနိုင်မယ်အခြေလို့ကျွန်မကယူဆတဲ့အတွက်ကြောင့်မလို့ဒီမိကွန်းကဒါတော်တော်လေးကိုဒါအရေးကြီးတဲ့မိကွန်းပေါ့နော်အဲ့ဒီမှာကိုသွားဖြစ်မဲ့position တွေဒီ job scope ပေါ်မူတည်ပြီးတော့ prepare လုပ်ရတာပေါ့နော်ဥပမာကိုကဒီ session in check လို့ပုံစံမျိုးဒါ senior လို့ position မျိုးကိုသွားပြီးတော့ဖြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီမှာကိုယ့်ရဲ့ဒီ technical knowledge တွေကိုအရင်တော့လုပ်ဘူးတဲ့ဒီကိုယ့်ရဲ့ဒီ technical skills တွေကြီးပဲကိုဖြည့်မှထပ်စားလို့ရှိရင်ကိုယ့်ရဲ့ဒီ management skill တွေ leadership skill တွေကိုဖြည့်ဖို့အတွက်ကိုဒါပြင်ဆင်ရတာပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်တို့ကဒီ theory ဒီကြီးကိုပဲဖြည့်မှထပ်စားလို့ရှိရင်ဥပမာကိုYouTube မှာပဲဖြစ်ပေါ့နော်ဒီစာအုပ်ထဲမှာပဲဖြစ်ဖတ်ခဲ့ဘူးတဲ့ဒီ leadership experience တို့ဒီ management အကြောင်းတွေဒီလိုမျိုး theory ကြီးကိုဖြည့်မှထပ်စားလို့ရှိရင်ကိုအရင်လုပ်ခဲ့ဘူးတဲ့ experience တွေနဲ့ဒါ related ပဲဖြစ်ပြီးတော့ဖြည့်တာကဒါပို့ပြီးတော့အသုံးဝင်တယ်ပို့ပြီးတော့လည်း make sense ဖြစ်တယ်ပေါ့နော်ကိုကအရင်တော့ဒီ manager တစ်ခါမှမလုပ်ခဲ့ဘူးsenior position တစ်ခါမှမလုပ်ခဲ့ဘူးပေါ့နော် junior အနေနဲ့ junior technician အနေနဲ့လုပ်ခဲ့ဘူးတယ်ဆိုရင်ဒါမှပဲဘယ်လိုမျိုး relate လုပ်လို့ရလဲဆိုလို့ရှိရင်ကိုကဒီ junior position တွေမှာဒီကိုရဲ့ဒီ peers ပေါ့နော်ကိုရဲ့ဒီအချင်းချင်းထဲမှာဘယ်လိုမျိုးဒီသူတို့တွေဒီအလုပ်လုပ်ရတာအဆင်ပြေအောင်လို့ကိုကဘယ်လိုမျိုးအကူအညီပေးတယ်ဘယ်လိုမျိုး initiate လုပ်ပေးတယ်ပေါ့နော်။ဒီ documents တွေနဲ့ပတ်သက်တဲ့ဆိုလို့ရှိရင်လေကိုကဘယ်လိုမျိုးဒီကိုရဲ့ supervisor တွေကိုရဲ့ manager တွေကိုကဘယ်လိုမျိုးဒါကူညီပေးခဲ့တယ်ပေါ့နော်။ဒီဒါ audit တွေဒီ accreditation လုပ်ဖို့အတွက်ဒီ renew လုပ်တဲ့ certificate renew လုပ်တဲ့ဒီ audit တွေမှာဆိုလို့ရှိရင်လည်းကိုကဘယ်လိုမျိုးဒါ initiate လုပ်ခဲ့တယ်ဆိုတဲ့တကယ်ဒီ manager
ဒီရဲ့နေရာကနေပြောဝင်စဉ်းစားပြီးတော့ဖြည့်ပေးမယ်ဆိုလို့ရှိရင်ဒါကိုကကိုကဒီလောက်ချန်နေစေပြီးတော့ဖြေတာလည်းမဟုတ်ဘူးကိုတကယ်လို့ဖူးတဲ့ experience နဲ့ related လို့ပြောဖြေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါပို့ပြီးတော့ဒါ make sense ဖြစ်တယ်ပို့ပြီးတော့ဒါအသုံးဝင်တယ်လို့ဝင်တယ်ပေါ့နော်အဲ့တော့ကျွန်မကအဲ့လိုမျိုး technique ကိုအသုံးပြုပြီးတော့သူတို့မေးလာတဲ့မိကုန်းတွေအကုန်လုံးကိုရဲ့ဒီအရင် experience နဲ့ဒါ related ဖြစ်ပြီးတော့ကိုရဲ့experience ဖြစ်အောင်လို့ကျွန်မကဖြေတယ်ပေါ့နော်တချို့မိကုန်းမျိုးတွေဆိုလို့ရှိရင်တော့ကျွန်မတကယ်မကြုံဘူးကျွန်မတကယ်အဲ့လိုမျိုးမလုပ်ခဲ့ဘူးတဲ့ဟာမျိုးတွေရှိမယ်ပေါ့နော်ဥမာအဲ့လိုဟာမျိုးတွေနေလာခဲ့ဥမာဒီကိုယ့်ရဲ့အချင်းချင်း college တွေကြားထဲမှာconflict တွေဖြစ်လာမယ်တယောက်နဲ့တယောက်ဒီစိတ်ခံမသိတဲ့ခါမှာတယောက်နဲ့တယောက်အဆင်မပြေတာတွေဖြစ်လာမယ်အဲ့ဒါမျိုးတွေကိုဘယ်လိုဖြေရှင်းမလဲလို့မိခွန်းမျိုးတွေမိလာနိုင်တယ်ပေါ့နော်အဲ့လိုမိခွန်းတွေအတွက်လည်းကြိုပြီး prepare လုပ်သွားဖို့လိုတယ်ကိုကတစ်ချိန်လုံးမှာကိုယ့်ရဲ့ college တွေနဲ့ဒါအဆင်မပြေမဖြစ်ဘူးတစ်ချိန်လုံးအဆင်ပြေနေတဲ့သူဖြစ်တယ်ဆိုရင်တောင်မှပဲအဲ့လိုမိခွန်းမျိုးတွေကိုကျမတို့ကဘယ်လိုဖြေရမလဲဆိုတာကို prepare လုပ်ရမယ်ပေါ့နော်အဲ့တော့ငါကဒီအရန်လူတိုင်းနဲ့ဒါအဆင်ပြေတဲ့သူဘယ်တော့မှငါ conflict မဖြစ်ဘူးလို့သွားဖြေမယ်ဆိုလို့ရှင်ဒါ make sense မဖြစ်ဘူးလေနော်ကိုရဲ့လုံးနေတဲ့အချိန်အတွင်းမှာဒါလူတွေတယောက်နဲ့တယောက်အလုံးလုံးနေတာဖြစ်တဲ့ကြောင့်မို့တယောက်နဲ့တယောက် conflict ဖြစ်တာတွေတယောက်နဲ့တယောက်အဆင်မပြေတာတွေကတော့ဖြစ်တာပဲဒီပေါ့နော်အဲ့တော့အဲ့လိုဟာမျိုးတွေအတွက်ဆိုလို့ရှိရင်ဘလိုမျိုးကြီးငါကတော့အဲ့လိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်ငါ supervisor ကိုပဲပြောပြီးတော့ငါရဲ့ဒီ senior ကိုပဲပြောပြီး senior ကိုပဲဖြည့်ရှင်းခိုင်းလိုက်တယ်ဒါမှမဟုတ်လေအဲ့လူနဲ့ငါစကားမပြောတော့ဘူးဆိုပြီးတော့အဲ့လိုမျိုးလေ reality ကိုလည်းသွားဖြည့်လို့မရအောင်ပေါ့နော်အဲ့လိုအချိန်မှာကိုကဘယ်လိုမျိုးanswer မျိုးကအဆင်ပြေဆုံးဖြစ်မလဲအင်္ဂလိပ်စကားနဲ့ဆိုလို့ရှိရင်ဘယ်လိုမျိုးဒါဖြစ်လို့ရမလဲဆိုတဲ့ဟာကိုကြိုတင်စဉ်းစားပြီးတော့ဒါဖြည့်ဖို့လိုတယ်ပေါ့နော်အဲ့ဒါမျိုးတွေကိုဒါမိကုန်းတွေကိုစပြီးတော့ prepare လုပ်ထားရမယ်ပေါ့တချို့ question တွေဆိုလို့ရှိရင်လည်းနည်းရဲ့ဒီ stress ကပါလဲကိုယ့်ရဲ့ weakness ကပါလဲပေါ့နော်အဲ့လိုမျိုးတွေမိကုန်းမျိုးတွေလည်းရှိတယ်အဲ့လိုမိကုန်းမျိုးတွေအတွက်ဆိုလို့ရှိရင်လည်းပဲဒါကိုယ့်ရဲ့ stress ကိုဖြည့်မယ်ဆိုရင်တော့ဒါတော်တော်များများတော့ဖြည့်နိုင်တယ်ဘာလို့လဲဆိုတော့ဒါ interview မဖြည့်ခင်ကတည်းကနေဒီ stress ကိုယ့်ရဲ့အားသာချက်တွေကိုကိုက list out လုပ်ထားတဲ့အခါကျတော့ဒါမျိုးဖြည့်နိုင်တယ်ဒါပေမဲ့ကိုယ့်ရဲ့ weakness ကိုဖြည့်မယ်ဆိုရင်တော့တချို့တွေကကြတော့ကမှ weakness မရှိဘူးလို့မသိဘူးလို့အဲ့လိုမျိုးဖြည့်လို့တော့မရအောင်ပေါ့နော်လူရဲ့လို့ဖြစ်လာရင်ဆိုတော့ weakness မရှိဘူးဆိုတော့ဘယ်ရှိပါမလဲအဲ့တော့ကိုယ့်ရဲ့ weakness ကိုဖြည့်မယ်ဆိုလို့ရှိရင်တော့အဲ့ဒီအချိန်မှာနည်းနည်းလေးတတိထားပြီးတော့ဖြည့်ဖို့လိုတယ်ပေါ့နော်ကိုဖြည့်လိုက်တဲ့ကိုယ့်ရဲ့ weakness ကကိုအလုံးလုံးမဲ့ဒီ job scope ပေါ်မှာ directly impact သွားဖြစ်မဲ့ weakness မဟုတ်ဖို့လိုတယ်ပေါ့ဥမာကိုကဒီအလုံးလုံးဒီကိုယ့်ရဲ့အလုပ်က very detail oriented person ဖြစ်ဖို့လိုတယ်ဆိုတဲ့အချက်ရှိရဆိုလို့ရှိရင်ငါရဲ့ weakness ကတော့ငါတချို့အကြောင်းအရာတစ်ခုကိုအကြကြီးဒါ focus မထားနိုင်ဘူးဆိုတဲ့ဟာမျိုးသွားဖြစ်လို့မရဘူးလေနော်ဒါဆိုလို့ရှိရင်ဒါကိုယ့်ရဲ့အလုပ်လုပ်ရမယ်ကိုယ့်ရဲ့ daily performance ကိုဒါရိုက်သွားပြီးတော့ affect ဖြစ်တဲ့ဟာဖြစ်တဲ့အခါကျတော့အဲ့လိုဟာမျိုးစစ်ကွာဘယ်လိုဖြစ်မလဲပေါ့နော်အဲ့လိုမျိုးကြိုတင်ပြီးတော့စဉ်းစားထားဖို့လိုတယ်ကြိုတင်ပြီးတော့ဒါစဉ်းစားထားတဲ့ဆိုင်ကြိုတင်ပြီးတော့ဒါpractice လုပ်ထားရမယ်ပေါ့နော်ကိုဘယ်လိုအဖြစ်မျိုးဖြစ်မှာလဲဆိုတာကို video recording လုပ်ထားပြီးတော့ဒီဟာကိုထပ်ခါfine tune လုပ်နေဖို့လိုတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးကို practice လုပ်ထားမယ်ဆိုလို့ရှိရင် interview ဖြေတဲ့အခါမှာကိုဖြေလိုက်တဲ့အဖြေတွေအကုန်လုံးတောင်းကြီးဖြစ်မနေတော့ဘဲနဲ့အကုန်လုံး make sense ဖြစ်ပြီးတော့တွားတယ်သူဒီ easily ဒါ flow through ဖြစ်နေမယ်ပေါ့နော်interview ဒါမေးတာကတော့ဒီ interviewer ရဲ့ကိုယ့်ရဲ့ပြန်ဖြေတဲ့မိအဖြေပေါ်မူတည်ပြီးတော့ interviewer ကလည်းထပ်ပြီးတော့မိကုန်းတွေထပ်မိလာတာရှိမယ်ဒါမှမဟုတ်သူသိချင်တဲ့မိကုန်းတွေမိတာမျိုးတွေလည်းရှိမယ်ပေါ့နော်အဲ့တော့ကိုကဒီကိုမေးမဲ့ interviewer ရဲ့ background ကိုလည်းအရင်ဆုံးဒါသိဖို့လိုတယ်ပေါ့နော်အဲ့ဒီ background ကိုသိဖို့ဆိုတာကကိုကဒါကို interview invitation ရလာပြီဆိုလို့ရှိရင် interviewer ကဘာလုပ်လဲဆိုတာကိုHR ကတခါတည်းကိုပြောမှာပဲလေနော်တချို့မပြောတဲ့အခြေအနေမျိုးတွေလည်းရှိတယ်အဲ့ခါကျရင်ကိုကမေးထားဖို့လိုတယ်အဲ့တော့ interviewer ရဲ့ background ကိုသိပြီဆိုလို့ရှိရင်ကို prepare လုပ်ရတဲ့အခါမှာဒါတော်တော်လေးဒါပို့ပြီးလွယ်တာပေါ့လေနော်ဥပမာ interviewer ကဒီ medical ဒီ lab background ကလူပဲဆိုလို့ရှိရင်တော့ဒီ laboratory နဲ့ဆိုင်တဲ့ဟာတွေကိုကအသေးစိတ်ရှင်းပြနေကြမလို့ဒီတိုင်းပဲပြောလို့ရပါမယ်လို့တချို့ interviewer တွေကဒီ laboratory background ကမဟုတ်တဲ့သူမျိုးတွေပါလာနိုင်တယ်ပေါ့နော်ဥပမာဒါ business background ကသူတွေဖြစ်နေဒါမှမဟုတ်လို့ရှိရင်တခြားဒီ project management လူတွေလည်းဖြစ်နိုင်တယ်ပေါ့lab background ကသူတွေဆိုရင်ဒါမှပဲတချို့ဒီ lab ထဲမှာအလုပ်လုပ်နေတာမဟုတ်ဘဲနဲ့ management အပိုင်းကိုပဲလုပ်တာညကြတယ်လုပ်တဲ့သူတွေဆိုလို့ရှိရင်လည်းပဲတချို့ကိုပြန်ချေတဲ့ဟာတွေကဒါသူတို့နားလဲအောင်လို့ပေါ့နော်ကိုကဒီတချို့စကားလုံးတွေကိုဒါရွေးပြီးတော့သုံးတတ်ဖို့လိုတယ်ပေါ့အဲ့တော့အဲ့ဒီလိုနေရာမျိုးမှာကိုယ့်ရဲ့ interviewer ကဘာလုပ်လဲဆိုတာကိုဒါသိဖို့ကလည်းအရေးကြီးရပေါ့နော်ကိုယ့်ရဲ့ interviewer ကဘာလုပ်လဲဆိုတာကိုသိပြီဆိုလို့ရှိရင်ကို prepare လုပ်တဲ့အခါမှာပို့ပြီးတော့ဒါလွယ်လွယ်ကူကူနဲ့အဆင်ပြေပြေprepare လုပ်နိုင်မယ်ဒီ interview ကိုလည်းချောချောမွေ့မွေ့နဲ့ဖြေဆိုနိုင်မှာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီကျွန်မ interview တွေမှာဘယ်လို prepare လုပ်ခဲ့လဲဘယ်လိုတွေ့ကြုံခဲ့ရလဲဆိုတော့ knowledge တွေကို share လုပ်ပေးတာဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံပါမယ်ကျေးဇူးတင်ပါတယ်